ဘီလီယံနာတယောက်ဖြစ်ဖို့လိုအပ်ချက်ကအနိုင်ရတာမှမဟုတ်ပဲဘလို့ရှုံးမလဲဆိုတာမှရှိနေလဲဆိုရင်ကောကဲဒါဆိုရင်ကမ္ဘာဩဇာအကြီးဆုံးစိုးဦးတီထွန်းသူဒီယူဖြစ်တဲ့ချက်ခမာကိုလမ်းပြပေးခဲ့တဲ့ထူးခြားပြီးအစွမ်းထက်တဲ့အတွေးခေါ်တွေကိုအတူတူကြည့်လိုက်ကြရအောင်ဒီစကားတကုန်းကတကယ်ကိုအားရန်ကောင်းတယ်ဂျက်မာရဲ့ကဘာကိုမြင်တဲ့အမြင်သူ့ရဲ့အတွေးအခေါ်အကုန်လုံးကိုဖွင့်ပြနိုင်တဲ့တောတစ်ချောင်းပဲဗျာဒါကလက်လာပါလေပြောထားတဲ့စကားတကုန်းမဟုတ်ဘူးနော်ရှုံးနေခြင်းဆိုတဲ့အတိတ်ပဲကိုတခါတည်းအတိတ်ပြန်ရေးလိုက်တာသူတကတော့လေရှုံးတယ်ဆိုတာအဆုံးသတ်မဟုတ်ဘူးတန်တာကြီးတစ်ခုဖြစ်လာမှုတဲ့ဂုံချမ်းပဲအာလီဘာဘာဆွဲကဘာကျော်လုံငန်းကြီးမထွက်ပေါ်လာခင်ပါဘောနော်မားရဲ့ဘဝကညင်းပဲခံရမှုတွေနဲ့ပြီးနေတဲ့ဇလန်တပုတ်လိုပဲတော်ရုံလူဆိုရင်တော့စစ်တက်ကြပြီလက်လျှော့တွားလောက်မဲ့အခြေအနေတွေတကားပဲအငင်းစကားတွေစက်တက်ကြုံခဲ့ရတာဒါပေမဲ့မားအတွက်ကြောင့်အဲ့ဒီအငင်းစကားတွေအားလုံးကသူတီဆောက်နေတဲ့တန်တာတွေထက်ကအခန်းတစ်ခန်းစီပဲဖြစ်ခဲ့တယ်ဒါဆိုအဲ့ဒီလိုငင်းပယ်ခံခဲ့ရတဲ့တမိုင်းကို तू ကဘလို့လုပ်ပြီးတော့ super power တစ်ခုဖြစ်ပြောင်းလဲပြစ်ခဲ့တာလဲအဲ့ဒီမေခွန်းရဲ့အဖြေကသူ့ရဲ့အခြေခံအကြောင်းဆုံးယုံကြည်ချက်တစ်ခုကနေစတာပဲအဲ့ဒါကတော့ရှုံးနှိမ့်ခြင်းရဲ့စွမ်းအားကိုဘလို့နားလဲမလဲဘလို့အတုံးချမလဲဆိုတာပါပဲဒီမှာကြည့်ဒီဂျာနာချက်ကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်မဲအတွေ့အခေါ်ကဒီနေရာမှာအရန်ကိုထင်ရှားလာပြီသူကလေလူတယောက်ရဲ့အလားအလာကိုသူရထားတဲ့စုတန်သိတ်တွေနဲ့မတိုင်းတာဘူးတဲ့သူတို့ရဲ့အမိုင်ရွတ်တွေနဲ့တိုင်းတာတာတဲ့ဆိုလိုတာကပြဿနာကချော်လဲတာမဟုတ်ဘူးအရေးကြီးတာကဘလို့ပြန်ထနိုင်တယ်လဲဆိုတာပဲအဲ့ဒါကမှတကယ်ပင်ကိုစရိုက်ကိုပေါ်ပြတာတဲ့အဲ့ဒီလိုခန္ဓာရည်ရှိခြင်းဆိုတဲ့အခြေခံအုတ်မြစ်ပေါ်မှာပဲသူ့ရဲ့နောက်ထပ်အထူးကြတဲ့မူဝါဒတစ်ခုကိုတိစောက်ခဲ့တယ်အဲ့ဒါကဘာလဲဆိုတော့ကဘာကြီးကိုပြောင်းလဲပြနိုင်မဲ့စစ်ကူးစိတ်တန်းတွေဆိုတာယောဟန်တဲ့ထဲမှာဇိန်းစရာတွေထဲမှာရှာလို့ရတာမဟုတ်ဘူးတဲ့တာမန်လူတွေရဲ့နေစဉ်ဘဝကမကျေနပ်မှုတွေညီညွတ်တဲ့လေထဲမှာပဲရှိတယ်တဲ့မိုက်အတွက်တော့ပြဿနာတွေဆိုတာလမ်းပိတ်နေတဲ့အတားအဆီးတွေမဟုတ်ဘူးလမ်းညွန်ဆိုင်းဘုတ်တွေပဲဆိုတော့လူတိုင်းကမကျေမနပ်ပြောနေပြီဆိုရင်အဲ့ဒီနေရာမှာအခွင့်အလမ်းရှိတယ်လို့ तू ကအခိုင်အမာယုံကြည်ထားတာကဲဒီမှာသူ့ရဲ့အတွေ့အခေါ်ကိုလက်တွေ့မှာဘလို့အတုံးချခဲ့တယ်လဲဆိုတဲ့အကောင်းဆုံးဥပမာတစ်ခုကိုကြည့်အောင်အဲ့ဒီချိန်တုန်းကလေယူရှားနိုင်ငံရဲ့ပို့ဆောင်ရေးစနစ်ကအရန်နေပြီးစိတ်ဖြတ်เสียကောင်းတော့လူတိုင်းကအဲ့ဒီဈေးကွက်ကိုရှောင်ကြတယ်ဒါပေမဲ့မားကတော့တခြားသူတွေမမြင်တဲ့ຢာကိုမြင်ခဲ့တယ်သူကပြဿနာကိုပြဿနာလို့မမြင်ဘူးဈေးကွက်တွေကအကြီးမားဆုံးဟာခကြီးတစ်ခုဖြစ်မြင်ခဲ့တာလူတိုင်းကညှဉ်းညူနေကြတယ်ဒါပေမဲ့ဘယ်သူမှမဖြေရှင်းတဲ့အေရာမအခွင့်အလမ်းကြီးတစ်ခုကိုသူကမြင်ခဲ့တာပဲအဲ့ဒီအမြင်ကန်းနေပဲသူ့ရဲ့စီးပွားရေးအင်မာယာကြီးတစ်ခုလုံးကိုမောင်းနေတဲ့ engine ဆက်ဖြစ်လာတာပေါ့အဓိကကအတုံးဆုံးဖြစ်ဖို့အမြင့်ဆုံးဖြစ်ဖို့မဟုတ်ဘူးမားဆက်တွဲတော့လဲတခုတည်းတော့စစ်မှန်ပြီးရေရှည်တည်တဲ့နဲ့ရင်ပြိုင်မှုအားတဲ့ချက်ဆိုတာရေရှည်ကစားပွဲကိုကစားနိုင်ဖို့ပဲဆိုလိုတာကတော့စိတ်ရှည်တည်ကမှုနဲ့မစုံမနဲ့စ조사အားထုတ်မှုတွေနဲ့တခြားသူတွေအားလုံးထက်ပိုပြီးခံနိုင်ရရှိဖို့ပါပဲသူကဒီလိုပြောတယ်smart ကြတယ်ဆိုတဲ့ပြန်မှအများစုကမြန်မြန်ဆန်ဆန်နဲ့လွယ်လွယ်ကူကူရတဲ့အောင်မြင်မှုတွေကိုပဲလိုက်နေကြတယ်ဒါပေမဲ့စစ်မှန်ပြီးတည်မြဲတဲ့အောင်မြင်မှုကိုတိဆောက်ပုံကအဲ့လိုမဟုတ်ဘူးတဲ့အဲ့ဒါကဘလို့လဲဆိုတော့နောက်ဆက်စုနဲ့တစ်ခုအကြားမှာရောက်ချင်တဲ့ပန်းတိုင်တစ်ခုကိုတတ်မှတ်ထားရမယ်ပြီးတော့အဲ့ဒီပန်းတိုင်ကိုရောက်ဖို့လမ်းမှာတွေ့မယ်အမားပေါင်းများစွာကိုမကြောက်ပဲမမောမပန်းစူးစမ်းလှုပ်ဆောင်တော့ဖို့ပဲသူပြောနေတဲ့စိတ်နှစ်မြုပ်လှုပ်ဆောင်မှုဆိုတာဘယ်လောက်အထိလဲဆိုတာကိုမြင်သားအောင်ဒီကနန်းလေးကိုကြည့်လိုက်86ခုဟုတ်ပါတယ်86ခုဒါက check မှာတယောက်တည်းတစ်နှစ်တည်းမှာလီရင်ပေါ်မှာကုံဆုံးခဲ့တဲ့နိုင်အရက်တော့ပဲသူပြောနေတဲ့မစုံမနစ်စ조사အားထုတ်မှုဆိုတာအဲ့လိုမျိုးဆိုလိုတာပါဟုတ်ပြီဒီလိုခံနိုင်ရှိမှုနဲ့ရေးရှည်မြင်ဆိုတဲ့အခြေခံတွေနဲ့အတူအနာဂတ်ကိုသူဘယ်လိုမြင်လဲအထူးသဖြင့် AI ကလွှမ်းမိုးလာမဲ့အနာဂတ်ပေါ့လူသားတွေကိုဘာကအစားထိုးလို့မရအောင်လုပ်ပေးတယ်လဲဆိုတဲ့သူ့ရဲ့အမြင်ကိုဆက်ပြီးကြည့်လိုက်ကြရအောင်AI ရဲ့ထိုးတက်လာမှုကိုကြည့်ပြီးသူကရင်းနှီးနေတဲ့ပုံစံတစ်ခုကိုမြင်နေတယ်ဟိုရင်ကရင်ဝဲငွေဆက်တွေလက်စစ်တွေပေါ်လာတော့ကလို့ပေါ့အစပိုင်းမှာတော့လူတွေကအလုပ်တွေပျောက်ကုန်တော့မယ်ဆိုပြီးစိုးရင်ခဲ့ကြတယ်ဒါပေမဲ့တကယ်တမ်းကျတော့အခွင့်အလမ်းအတစ်တွေအများကြီးကိုဖန်တီးပေးခဲ့တာပဲအဲ့ဒီလိုပဲ AI ကလည်းဖြည့်ဆည်းပစ်တာထက်အများကြီးပို့ပြီးဖန်တီးပေးလိမ့်မယ်လို့သူကယုံကြည်ထားတယ်ဒါကြောင့်သူ့အတွက်အရေးကြီးဆုံးအချက်ကဘာလဲဆိုတော့မညံတို့တွက်ချက်နိုင်စွာတော့မှစစ်တင်နဲ့တွားပြိုင်နေတာဟာရှုံးဖို့ပဲရှိတဲ့ကစားပွဲတစ်ခုပဲကျွန်တော်ရဲ့အတားချက်ဘယ်အရာနဲ့မှအစားထိုးလို့မရတဲ့ကျွန်တော်ရဲ့ထူခြားချက်ကလူသားဆန်ချင်းမှာပဲရှိတယ်ဆိုလိုတာကဉာဏ်ပညာယုံကြည်ချက်ပြီးတော့နှလုံးသားထဲမှာပဲတည်ရှိနေတာပါအဲ့တော့ဒါကဘာကိုဆိုလို့တလဲဆိုရင်ကျွန်တော်တို့သင်ယူရမယ့်ပုံစံကိုအခြေခံချက်ချပြောင်းလဲပစ်ထုတ်လို့တယ်ဆိုတဲ့အဓိပ္ပာယ်ပဲ
ပညာရေးဟာစစ်တွေကပိုကောင်းကောင်းလုပ်နိုင်တဲ့အလိုချက်မှတ်တဲ့ပုံစံမျိုးကိုနေခွာထပ်ပြီးတော့တီထွင်ဖန်တီးနိုင်စွာလိုမျိုးစစ်တွေပြီးတော့မှမတူပနိုင်တဲ့လူသားတွေရဲ့အရေးချင်းတွေကိုပဲပို့ပြီးအာရုံစိုက်ရတော့မယ် ကဲဒီအချက်တွေအားလုံးကတိုးတောင်ချင်းစီရဲ့အလို့အကိုက်လမ်းကြောင်းတော့ဘာကိုဆိုလို့တလဲဒီညမှာမရေးပြအချမ်းချမ်းနေပြတာမျိုးမဟုတ်ဘူးနော်တော်တော်လေးကိုအော်ဆရာကောင်းတော့အောင်ရှင်းလင်းတိကျတယ်ဆက်စုနဲ့လိုက်နာလို့ရမယ်ဘဝလမ်းပြမေပုံတစ်ခုကိုချပေးထားတယ် ဒီမူပေါင်ကတကယ်ကိုရှင်းလင်းပြီးရွတ်တည်ရှိတဲ့တိုးတက်မှုလမ်းကြောင်းတစ်ခုကိုပေးထားတာပဲငယ်ရတဲ့ချင်းမှတင်ယူမယ်စွန့်စားမယ်အသက်အရွယ်တစ်ခုရောက်လာရင်ကိုကျွမ်းကျင်တဲ့အရာကိုပို့ပြီးဟုံးလို့မယ်ကျွမ်းကျင်ပန်းနိုင်အောင်လုပ်ဆောင်မယ်နောက်ဆုံးမှတော့ကိုယ့်အတွေ့အကြုံတွေကိုနောက်မျိုးဆက်ကိုပြန်လည်မျှဝေမယ်လမ်းညွှန်ပေးမယ်ဒါဟာပြီးဆုံးတဲ့ခီးစဉ်တစ်ခုပဲ အခုတိပြောခဲ့တဲ့အချက်တွေအားလုံးကိုရှုံးနှင်းခြင်းအခွင့်အလမ်းစိတ်ရှည်ခြင်းအားလုံးကိုပေါင်းမဲ့နှချုပ်လိုက်မယ်ဆိုရင်တော့သူ့ရဲ့ဇွဲလုံးလနဲ့ပတ်သက်တဲ့အတွေ့အခေါ်တစ်ခုလုံးကိုဒီအားကောင်းပြီးကြပြဆန်းတဲ့စကားတစ်ခွန်းနဲ့ဖော်ပြလို့ရပါတယ် နောက်ဆုံးမှတော့သူကတကယ်ကိုဆူရှာတဲ့စိန်ခေါ်မှုတစ်ခုနဲ့ကျွန်တော်တို့ကိုထားခဲ့တယ်အဲ့ဒီမိခွန်းကဒီရုံးကလူရှာမှုတစ်ခုလုံးကိုစီးပွားရေးအစီအစဉ်တစ်ခုအနေနဲ့မဟုတ်တော့ပဲလူသားတယောက်ရဲ့စိတ်တကြံ့ခိုင်မှုအတွက်အဆုံးဆုံးအစမ်းသတ်မှုတစ်ခုအဖြစ်ပြန်လည်ပုံဖော်ပေးလိုက်ကြပဲဟုတ်တယ်လှပတဲ့နေ့ရဆိုတော့ရောက်လာမှာပဲဒါပေမဲ့အဲ့ဒီနေ့ကိုမြင်ကြည့်ဖို့အထိရှင်းထမ်းကြံ့ရချင်ပါလား